အလုံးမတထားလက်ကျန်ပိုက်တပိုက်ဖတ်မှာဖြစ်ပါတယ်ကောရိန္သုပထမစာဆောင်အခန်းကြီး7အငယ်23အကြောင်းမူကားတင်တော့၌ငါပေးအပ်သောအရာကိုဘုရားသခင်ထံ၌ငါခံရပြီးခံရသောအရာဟုမူကားသခင်ယေရှုသည်ယံတိုလက်တော်အနှံ့ခြင်းကိုခံတော်ညမှာမုံကိုယူ၍ဇေဇုတော်ကိုချီးမွမ်းပြီးမှမုံကိုဖဲ့၍ဤမုံကတင်တော့အဖို့အလုံးငါချုပ်ဖဲ့တော်ငါအခန္ဓာကိုဖြစ်၏ယူ၍စားကြလောငါကိုအုံးမေဖွင့်ရန်ဤတုတ်ပြုတ်ကြလောဟုမိန်တော်မူ၏ဒုန်ဤတူညဆာစားပြီးမှခွက်ကိုလေးယူ၍ဤခွက်ကငါ၏အသွေးနှင့်တည်သောဘရိငင်တရားတည်ဖြစ်၏ဤခွက်ကိုတုတ်သောအခါခါငါကိုအုံးမေဖွင့်ရန်တုတ်ကြလောဟုမိန်တော်မူ၏အကြောင်းမူကားတင်တို့သည်ထိုမုံကိုစား၍ထိုခွက်ကိုတုတ်သောအခါခါသခင်ဖျားအသေးခံတော်မူခြင်းကိုကြွလာတော်မူသည့်တိုင်အောင်ပြုကြ၏ဖတ်တော်ကြံပါရရှိနိုင်တဲ့ဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်တို့ပွဲတော်မင်္ဂလာကိုကျွန်တော်တို့သုံးဆောင်ဖွရန်ဒီနေ့ကျွန်တော်တို့စိတ်နှလုံးအတည်တည်ကိုပြင်ဆင်ကြရအောင်တကယ်ယေရှုခရစ်ကကျွန်တော်တို့အခုစားရမယ့်မုံနဲ့တော့ရမယ်စပိကြီးကိုသူပါပြောတယ်လဲဆိုရင်ဤမုံဒီတင်းတော့အဖို့ငါခွေးထားတော့ငါ့ခန္ဓာကိုဖြစ်တယ်လို့ပြောပါတယ်ယေရှုခရစ်ကကျွန်တော်တို့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကိုခွဲ၍ကျွန်တော်တို့ကိုစားစေတာဖြစ်ပါတယ်အဲ့ဒါအကြောင်းရှိတယ်ဒီနေ့ယေရှုခရစ်ခန္ဓာကိုယ်ကိုစားတဲ့အခါမှာတင်းအထက်မှာထိုယေရှုခရစ်ကိုတိုင်ဒီနေရာယူတာဖြစ်တယ်ဟာလေလုယာတင်းတို့အတွက်ငါသွန်းလောင်းထားတော့ bring in တဲ့အတွက်သွန်းလောင်းထားတော့အတွေ့အဖြစ်ဒီစပိကြီးကိုတုံးကြပါငါမပြန်လာမင်းမဖြစ်ငါကိုတရိယာအောင်မဲ့ဖွင့်တုံးဆောင်ကြပါလို့ကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်ဆိုဒီနေ့ကျွန်တော်တို့ဒီပွဲတော်မင်္ဂလာကိုကျွန်တော်တို့ပြန်နေတုံးဆောင်မှာဖြစ်ပါတယ်တကယ်ယေရှုခရစ်ကကျွန်တော်တို့အတွက်ဒုက္ခနာကိုခွဲထားတော့ကြောင်းကျွန်တော်တို့ကိုစားငရေပီကိုတွား၍ဒီနေ့အောင်မင်းချင်းနဲ့သူတွေစိုးစံတဲ့ဤတူဘုရားသခင်အသွေးအသားကိုသုံးဆောင်ရ၍ယေရှုနဲ့တလုံးတဝတည်းဖြစ်သောငါတို့အားလုံးတို့ဒီမယနာနိုင်ငံကအနိုင်မယူ၍ဒီမိကြီးပေါ်မှာအဆုံးသတ်တာမဟုတ်ပဲဘုရားသခင်ပြန်ကြွလာတဲ့အခါမှာသူနဲ့ဆုံစည်းရမယ်သူ့ရဲ့သားသမီးများဖြစ်ကြောင်းကိုပြောတာဖြစ်ပါတယ်ဟာလေလုယာဒီနေ့ဒီမုန်နစပီကိုကျွန်တော်တို့သုံးဆောင်တဲ့အခါမှာဒိုယေရှုခရစ်ကတင့်အတွက်အသေးခံခဲ့တာဖြစ်တယ်တင့်အတွက်ရိုက်နေခြင်းကိုခံခဲ့တာဖြစ်တယ်တင့်အတွက်ကိုစံငရေပီကိုတွားတာဖြစ်တယ်တင်းအတွက်စင်ပြန်ထမြောက်တာဖြစ်တယ်ဟာလေလုယာတင်းယေရှုအပိုင်ဖြစ်တယ်တင်းယေရှုခရစ်ကိုယုံကြည်တဲ့စာတန်ကိုတင်းရဲ့လက်ဖျားနဲ့တောင်မှတင်းကိုထိခွင့်မရှိပါယေရှုခရစ်ခန္ဓာကိုအသွေးသူ့ရဲ့ဝိညာဉ်သူ့ရဲ့နှုတ်ကပတ်တော်တင်းအထဲမှာရှိတော့ကြောင်းသူ့ရဲ့ကိုယ်စာဒီလောကမှာအောက်ဆိုးဆမ်းမဲ့သူဖြစ်ပါတယ်ဟာလေလုယာအယုတ်စီတိုင်းဖျားရှင်ကောင်းကြည့်ပေးပါစေကျွန်တော်တို့ပွဲတော်မင်္ဂလာကိုဝင်ငှပေးဖွင့်ရဆရာဆော့ကလောထွန်းနဲ့ဆရာဇေယာစီကိုကြွလာပေးပါခဏလေးဆုတောင်းကြရအောင်ဖဖယားကိုရောကျေးဇူးတင်တယ်ကိုရောရှင်နှုတ်ကပတ်တော်ဆိုတဲ့အတိုင်းကျွန်တော်တို့အတွက်ခွဲပေးထားသောမုံကျွန်တော်တို့အတွက်သွန်းလုံးပေးထားသောအသွေးတော်ဘရိငင်တစ်ကိုဒီနေ့ကျွန်တော်တို့သုံးဆောင်ဖွင့်ဒီအခွင့်အရေးကိုကျွန်တော်တို့ကိုပေးတော်ဆောင်ကျေးဇူးတင်တယ်ဒီမုံနဲ့စပီကိုယေရှုနာမနဲ့ကောင်းချီးပေးပါ၏ဒါသမီးများတို့ဒီထိုယေရှုခရစ်ပြုတ်ပေးသောအမှုအရာများကိုပြန်လေတရိယာအောင်မဲ့ဖွင့်သူတို့သုံးဆောင်တဲ့ခါမှာသူတို့ခန္ဓာကိုယ်ထဲမှာသူတို့အတွင်းဝိညာဉ်ထဲမှာထိုးချစွာဒီနေ့အလုတ်တော်မူပါတရုတ်စီတိုင်းကိုအသက်တဖန်ယေရှုခရစ်တေချင်းတချို့ချင်းစင်ပြန်ထမြောက်ခြင်းတကိုးဒီတို့အထဲမှာနေရရွာ၍ကိုရောစင်ပြန်ကြွလာတဲ့နေ့တိုင်အောင်ဒီသားသမီးများတို့ဒီဘုရားသခင်အသားများဘုရားသခင်တစိတ်ခတ်ထားသောယေရှုအပိုင်များဖြစ်၍စာတန်ပေါ်မှာအောင်မြင်တော်သူများနေရာတိုင်းမှာဘုန်းတော်ထင်ရှားတဲ့တော်ပင်မှာတရုတ်စီတိုင်းကိုယေရှုနာမနဲ့ကောင်းချီးပေးပါ၏သခင်ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးရကျမတို့ဆုတောင်းကြပါ၏ဖခင်အာမင်ခဏလောက်အလုံးပြန်ထိုင်ကြမယ်မုန်းနဲ့စပီကိုလာပေးမှာဖြစ်တယ်အဲ့ဒီအချိန်မှာမစားသေးပဲနဲ့လက်နဲ့အလုံးကင်မယ်ဆရာမအမိန့်ပေးတဲ့ခါမှာအတူတကွပြန်လေသုံးဆောင်မှာဖြစ်တယ်ကျေးဇူးတိုက်တန်တော်ငယ်တော်ပလင်းတော်ပေါ်ဆိုစံကြီးမြတ်ဖယားခင်ကြီးမြတ်ဖယားခင်သဆုံးမရှိဖြာနိုင်ငံတော်ဘုရားကိုယ်တော်ဖြစ်ဆိုစံကြီး
မြဲဖယားခင်ကြီးမြဲဖယားခင်ဒီပွဲတော်မင်္ဂလာကိုသုံးဆောင်တဲ့ခါမှာခုနဆရာမမပြောသေးတာရှိလို့တချို့ဒီခရိယန်တချို့တွေကဇီနစ်မင်္ဂလာမခံဖို့ဆိုရင်မုန်းတဲ့စပီးရည်ဒီပွဲတော်မင်္ဂလာကိုမသုံးဆောင်ရဆိုတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ Christ Embassy အသင်းတော်မှာခလေးလူကြီးအလုံးယေရှုခရစ်ကိုကိုယ့်ရဲ့အသက်သခင်ဂေရင်ပိုင်စေဖြစ်ယုံကြည်လက်ခံပြီးတော့သူအလုံးသုံးဆောင်ခွင့်ရတာဖြစ်တယ် Hallelujahကျွန်တော်တို့ Christ Embassy အသင်းတော်ဟာ non denomination အသင်းတော်ဖြစ်တယ်။တမန်ကျမ်းစာကစုထားတဲ့အရာကိုကျွန်တော်တို့ဒီအဓိကထား၍လိုက်နာတော့အသင်းတော်ဖြစ်တယ်။ဒါကြောင့်မလို့ခလေးဖြစ်စေလူကြီးဖြစ်စေတင်းဒီယေရှုခရစ်ကိုကိုယ့်ရဲ့အသက်သခင်ဂေရင်ပိုင်စေဖြစ်ယုံကြည်လက်ခံပြီးပြီဆိုရင်ဒီမုန်းတဲ့စပီးကိုဒီနေ့တင်သုံးဆောင်ခွင့်ရတယ်ဆိုတာကိုဆရာမပြောချင်တယ်။နားမလည်တဲ့တော့ခလေးများသုံးခွင့်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဝိညာဉ်ဖခင်ကကျွန်တော်တို့ကိုပါတင်ပေးထားတယ်လဲဆိုရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ကလေးများဥပမာတစ်နှစ်နှစ်နှစ်ကလေးများတေသွားတယ်ဆိုရင်ဘေကိုသွားမလဲဆိုရင်သူ့ရဲ့အဖေနဲ့အမေကယေရှုခရစ်ကိုယုံကြည်လက်ခံတော့ဘုရားသားသမီးများဖြစ်တယ်ဆိုရင်သူတို့ကလေးတွေတေးတယ်ဆိုရင်ကောင်းကင်ရောက်မယ်အဖေနဲ့အမေရဲ့ယုံကြည်ခြင်းလိုက်မယ်လို့ပြောတယ်ဒါပေမဲ့ဘုရားသခင်ကမသိတော့ဘုရားသခင်ကိုမယုံကြည်မကူးကွယ်တော့မိသားစုကလည်းလာတော့ကလေးများတို့ဒီအသက်မကြုံခင်ပိုင်းခြားခြင်းမရှိခင်မှာတည်တယ်ဆိုရင်တို့ဒီအဖေနဲ့အမေယုံကြည်ခြင်းကိုလိုက်မှာဖြစ်တယ်နော်ဆိုဒီနေ့ကျွန်တော်တို့ကလေးများကိုယင်းနှစ်မင်္ဂလာမခံတော့လေပိုင်းခြားခြင်းမရှိတော့လေအဖေနဲ့အမေကယေရှုခရစ်ကိုယုံကြည်လက်ခံတော့သူများဖြစ်တော့ကြောင့်တို့ရဲ့သားသမီးတွေပါဒီပွဲတော်မင်္ဂလာကိုသုံးဆောင်ခွင့်ပေးတယ်ယေရှုခရစ်ကငါပြုတ်ပေးထားသောအရာကိုတရိယာအောင်မေဖို့ရအကျဉ်းချင်းအခါခါသုံးဆောင်ကြလောလို့ပြောပါတယ်ဟာလေလုယာအသက်အရွယ်မပိုင်းခြားနော် denomination မပိုင်းခြားယေရှုခရစ်ကိုယုံကြည်တော်သူများကကျွန်တော်တို့သုံးဆောင်ကြမယ်ဆိုတာကိုဆရာမပြောလိုပါတယ်ဒီနေ့မုန်းတဲ့စပီးကိုကျွန်တော်တို့သုံးဆောင်ဖို့ရန်ခဏလေးအားလုံးမထပ်ထကြရအောင်မုန်းတဲ့စပီးကိုရတင်တော်လည်းမရသေးတဲ့လူရှိတယ်ဆိုရင်ခဏလေးလက်ထောင်ပေးပါမုန်းတဲ့စပီးကိုပြန်ယူရမှာဖြစ်တယ်မရသေးတဲ့လူရှိလားဖို့ပြန်ရချင်တဲ့လူရှိလားရှိတယ်ဆိုရင်အမြန်ဆုံးလက်ထောင်ပေးပါမရှိတော့ဘူးဆိုရင်ကျွန်တော်တို့မုန်းကိုစားတဲ့ခါမှာယေရှုခရစ်ရဲ့ခန္ဓာကိုယ်ဒီကျွန်တော်တို့အတွက်ခွဲထားသောခန္ဓာကိုယ်ကိုတရိယာအောင်မဲ့ဖွင့်သုံးတာဖြစ်ကြောင့်မို့နှစ်ပိုင်းခွဲမှာဖြစ်တယ်အဲ့ဒီပြင်မှာတင်ရီစားသုံးမယ်ပြီးတော့မှစပီးကိုတောက်ပြီးတော့ဘုရားသခင်စင်မှာကျေးဇူးတင်စကားပြောမှာဖြစ်ပါတယ်ယေရှုခရစ်နာမနဲ့အားလုံးသုံးဆောင်ကြရအောင်ဟာလေလုယာဟာလေလုယာအားလုံးတင်ပြုတ်တတ်တဲ့ဘာသာစကားအချတော့ဘာသာစကားပြုတ်တတ်တော့သူဒါမှမဟုတ်တဲ့ဘာသာစကားနဲ့ဖရာသခင်တင်းကိုပြုတ်ပေးတော့ကြီးမားတော့အမှုအတွက်တင်းရဲ့ကဲတင်းခြင်းအတွက်တင်းရဲ့ကျမ်းမာခြင်းအတွက်တင်းရဲ့ဖရာသားပြတဲ့အခွင့်အရေးခြင်းအတွက်ကျေးဇူးတင်စကားပြောကြရအောင်အားလုံးဆုတောင်းမယ်Hallelujah. Rekebo shantaraka bahasukurahan tiki bahaya. Lika papa kibo shantaraka bahantoko boho sukurahaya.